ဒီနေ့ Cherry တို့ရေချောင်းမှာပိတ်နဲ့ငါးသွားဖမ်းကြမှာဖြစ်ပါတယ်အခုတလောကຫນွေရာသီလဲရောက်ပြီးအရဲလဲပူနေတဲ့အခါကျတော့ Cherry တို့ကရေကခဲပြီးတော့နည်းနည်းပဲကြံမယ်ထင်တာပေါ့နော်ဒါပေမဲ့ရေကအများကြီးပဲရှိနေသေးတာအဲ့တော့ Cherry တို့ဘာတွေရခဲ့လဲဆိုတာတူတူလိုက်ကြည့်ရအောင်နော်ရှင်သွားရတာကကျတော့9မိနစ်လောက်ပဲရှိတယ်ပေါ့နော်မဝေးဘူးဒါပေမဲ့လက်လျှောက်ရတာကဝေးတာပေါ့နော်ဟိုးအပေါ်ထိ Cherry တို့ကသွားချင်တာပေါ့နော်အပေါ်မှာဆိုရေတိတ်ပြီးတော့မနှက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့လက်လျှောက်ရတာကကျတော့7မိနစ်လောက်တော့ရှိတယ်လားမသိဘူးနေကလည်းတော့အရေးပူတာပေါ့နော် Cherry တို့၄ရောက်သွားတာဖြစ်ပါတယ်ပိတ်ထောင်တဲ့အချိန်မှာကျတော့ Cherry ဗီဒီယိုမရလဲရဘူးပေါ့နော်ဖုန်းရေးဆိုမှလည်းကြောက်တယ်ပေါ့နော်ပြီးရင်ရေအောက်မှာလည်းရိတ်ချစ်တယ်ငါးတွေအများကြီးပဲရှိတာပေါ့နော်ရိတ်ချစ်ပေမဲ့ဖုန်းကရေအောက်မှာမရဘူးလीနော်အဲ့ဒါကြောင့်မလို့ငါရှာလို့ပြီးတာနဲ့ Cherry ရဲ့အမနဲ့အရင်ဦးဆုံးထမင်းစားပြီးမှပြန်ကြမှာပေါ့နော်ဘာဖြစ်လဲဆိုရေချောက်ပေးမှာထမင်းစားတယ်ဆိုရင်အရဲစားလို့ကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့ Cherry တို့ကထမင်းထုတ်ယူလာတာထမင်းထုတ်လာတာပေါ့နော်ဒီလိုမျိုးရေချောင်းမှလာရင်တော့မပါမဖြစ်ကကြတော့ထမင်းထုတ်ပဲပေါ့နော်အလုံးပဲထမင်းစားကြပါအောင်ရှိဘာနဲ့စားတာလဲဆိုတော့ဒီမှာမြေတဲ့အတိုင်းပဲနော်ခုနကကြတော့ဒီညီတီပြုတ်တယ်ပေါ့နော်ပြီးရတော့ကစိုးရွက်ပြီးရတိုးစရာပဲပြီးရတော့ငရုတ်တီထောင်းနေဖြစ်ပါတယ်ပြီးရတော့အမဲသားကြော်နေပေါ့နော်အရင်ကမှစားလို့ကောင်းတယ်ရှိပြီးရလဲလက်ဖက်တော့လက်ပါသေးတယ်ပေါ့နော်ဟိုဒီလိုမျိုးငပိထောင်းနဲ့စားတာလေအရင်ကမှစားလို့ကောင်းတယ်ဒီညီတီပြုတ်ကလည်း share ကောင်းနေတော့လေကိုဗီဒီယိုပြကြည့်ရနေတော့တည်ရကြတယ်ပေါ့နော်ဒီကိုကပြောတယ်နှက်တယ်အမရဲ့တဲ့ဒီညသေးကနှက်တာကလူတိုင်းသိပါတယ်ဒီအသီးနဲ့ဒီအရွက်လေးရလာတယ်ပေါ့နော်ဒီအသီးကဘလို့ခေါ်လဲ Cherry လည်းအခုမှတွေ့ဖူးတာငါကကြတော့ဒီလောက်ရပါတယ်ငါတေးသေးလေးတွေပဲရတယ်ပေါ့နော်ငါကတေးသေးလေးဆိုပေမဲ့တဘဝလည်းဖြစ်တယ်အရသာလည်းကောင်းတယ်ပေါ့နော်ပြီးရင်နောက်ထပ်အရွက်တစ်ခုရလာတယ်ပေါ့နော်ဒီအရွက်ကိုရောသိကြလား Cherry တော့ဒီအရွက်တွေတစ်ခါမှမတွေ့ဘူးပေါ့အခုမှတွေ့ဖူးတာပေါ့နော် Cherry တို့ရလာတဲ့ဒီအရွက်တွေကိုဂျုံမုံနဲ့ကြော်စားမယ်ပေါ့နော်ကျွတ်လေးကြော်စားမယ်ပြီးရှာလကရင်နဲ့စားကြမယ်ဒီအရွက်ကိုကြတော့သိကြမှာပါနော်ဒါမဲ့ Cherry ကတော့တခါမှမတွေ့ဘူးဒါမဲ့မြန်မာလူမျိုးတွေကဒီလိုမျိုးဂျုံနဲ့ကြော်ပြီးတော့ရောင်းတယ်ပေါ့နော်ပြီးရင်လည်းငါးကိုလည်းကျွတ်လေးကြော်စားမယ်ပြီးရင်အဲ့ဒီရလာတဲ့အသီးကိုလည်းဂျုံမိုးနဲ့ကြော်စားကြမယ်ပေါ့နော်ဒီအသီးကတော့လေစားလို့တော့ကောင်းပါနေနော်ဒါမဲ့သူ့ရဲ့အခွန်ကကြတော့ခါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခွန်တွေကို Cherry တို့ဖယ်ထုတ်လိုက်ပါမယ်ရှင်ကြော်ပြီးတော့ Cherry တို့အခြေရည်နဲ့စားကြမှာပေါ့နော်ပအိုးရည်ရထည့်တယ်ပေါ့နော်ပြီးရတော့ဒီမှာကျက်တုန်နေရပြီးရင်ငရုတ်တိဆေးရပေါ့နော် Cherry စားကြည့်တာအရဲစားလို့ကောင်းတယ်ပေါ့နော်ချစ်ချစ်လေးနဲ့ဒီအခြေရည်ကကျတော့ Cherry အမေလုတ်ပေးတာပေါ့နော်အရဲကောင်းတယ် Cherry တို့ကြော်ထားတဲ့ငါးတွေပြီးရင်အဲ့ဒီအရွက်တွေကိုထမင်းနဲ့စားနေပေါ့နော်ထမင်းစားတာတော့ Cherry ဗီဒီယိုမရိုက်တော့ဘူးနော်